ရှေးတုန်းကသူတော်စင်တွေဟာလှုပ်ဝက်စွာရွတ်ဆိုပွားများခဲ့တဲ့ဂါထာတစ်ခုလည်းဖြစ်ပါတယ်။ဒါအပြင်တချို့လောကီဆရာကြီးတွေနဲ့ဆရာတော်ကြီးတွေကတော့မာတင်ကဂါထာကိုစွဲငင်အားကောင်းတဲ့1500အချစ်တော်ဂါထာကြီးလို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်။ရှေးကာကသာသနာပြုတဲ့ပုဂ္ဂိုလ်အကျော်မော်တွေနဲ့ဆရာတော်ကြီးတွေဟာဒီမာတင်ကဂါထာတော်နဲ့တစ်ဖက်တစ်လမ်းကနေသာသနာပြုသွားခဲ့ကြဘူးလေလို့လည်းဆိုပါတယ်။မာတင်ကဂါထာတော်ကြီးနဲ့ပတ်သက်လို့ပြောရမယ်ဆိုရင်တော့ဖះလောင်းတော်ဟာမာတင်ကအမည်ရှိတဲ့တရောင်းသားတူဖြစ်ခဲ့စဉ်ကတထေးသမီးကိုတောင်တောင်းယူနိုင်စွမ်းရှိတဲ့အတွက်ကြောင့်ရှေးလောကီဆရာတွေကမာတင်ကဂါထာမာတင်ကရုပ်တုအစီရင်နဲ့မာတင်ကမော်တွေကိုပြုလုပ်စီရင်ခဲ့ကြတာဖြစ်ပါတယ်။မာတင်ကဂါထာတော်ယတိပတ္တန်တိမန်စိတ်တံတံပတ္တန်တိမနောရမံယထာဥမ္မတကောဝိယဒတနေနမနောရမံရေရေပတ္တန်တိမန်စိတ်တံစိတ်တံဟောတိပိယံပိယံပိယေနစိတ်တေနဟွန်တိဒိဋ္ဌဝမမပိယံပိယံဒါကတော့ပိယလာဘတောင်းတန်းရစေနိုင်တဲ့မာတင်ကဂါထာတော်မြတ်ကြီးပဲဖြစ်ပါတယ်ဒီဂါထာတော်မြတ်ကြီးကိုရုပ်ဖတ်ပူဇော်တဲ့အခါမှာပါဠိအခရာတွေကိုအဖြတ်တောက်မှန်ကန်စွာရုပ်ဖတ်ပူဇော်ပေးရမှာဖြစ်ပါတယ်ဒီဂါထာကိုနေ့စဉ်နနက်အာယုံတက်ချိန်မှာ6ခေါက်18ခေါက်28ခေါက်ထိနေ့စဉ်ရုပ်ဖတ်ပူဇော်နိုင်ပါတယ်ဒီနေရာမှာတည်ထားရမှာကတော့ဒီဂါထာတော်မြတ်ကြီးကို28ခေါက်ထက်ပုံမြုပ်မိစေဖို့ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဂါထာတော်မြတ်ကြီးကို28ခေါက်ထက်ပုံရုပ်မိမယ်ဆိုရင်အနှောက်အယှက်ဝင်တတ်ခြင်းစိတ်လေလွင့်ခြင်းစိတ်ကြောက်ကြက်ဖြစ်တတ်ခြင်းငိုစေခြင်းရဲစေခြင်းစတာတွေဖြစ်လာစေနိုင်တဲ့အတွက်ဒီဂါထာဟာအခောက်ရည်များများဆဆရုပ်ဖတ်ပူဇော်ရန်မသင့်တဲ့ဂါထာတစ်ခုလည်းဖြစ်ပါတယ်။မာတင်ကဂါထာတော်ကြီးကိုရုပ်ဖတ်ပူဇော်တဲ့အခါရရှိလာနိုင်မဲ့အကျိုးကျေးဇူးတွေကတော့တောင်းတရစေခြင်းတောင်းတတိုင်းလည်းပြည့်စုံစေခြင်းအများသူကလူတကာတို့ချစ်ခင်နှစ်သက်စေခြင်းနဲ့တောဆောင်နတ်တောင်ဆောင်နတ်တွေအပြင်ဘုံမစိုးရုပ်ကစိုးအာဂါတစိုးနတ်တွေပါမကြမ်းချစ်ခင်နှစ်သက်လာစေခြင်းစတဲ့အကျိုးကျေးဇူးတွေကိုရရှိစေနိုင်မှာဖြစ်ပါတယ်။ဒါပြင်ဒီဂါထာရုပ်ဖတ်ပူဇော်သူတွေကိုစုံးကိုဝေအစိမ့်တရဲနဲ့နာနာဘဝတွေအပြင်38မင်းအတွင်းပြင်နတ်တွေနတ်ဆိုးတွေနဲ့မြေပုံဘလူးတွေပါမကြမ်းချစ်ခင်နှစ်သက်လာစေမှာဖြစ်ပါတယ်။ဒါအပြင်ဒီဂါထာကိုအမြဲမပြတ်ရုပ်ဖတ်ပူဇော်မယ်ဆိုရင်ပြောသမျှအောင်စေခြင်းအကြံစီမှန်သမျှအောင်မြင်ပြီးစီးစေခြင်းလောက်ကင်ဆောင်ရွက်သမျှအစဉ်ပြေစေခြင်းလူချစ်လူခင်ပေါ်ခြင်းပိယတိတ်ထိနဲ့လာဘတိတ်ထိအထူးကောင်းစေခြင်းစတဲ့အကျိုးကျေးဇူးတွေကိုရရှိစေနိုင်မှာဖြစ်ပါတယ်။မာတင်ကဂါထာကိုတစ္ဆာအဋ္ဌာနဲ့ရုပ်ဖတ်ပူဇော်ခြင်းသူတွေဆိုရင်တော့တထိုင်နဲ့28ခေါက်ရရှိအောင်ရုပ်ဖတ်ပူဇော်ပေးရမှာဖြစ်ပါတယ်။တစ္ဆာအဋ္ဌာပြုပုံကတော့မိမိတို့ရဲ့နေအိမ်ကဖျားစင်မှာပန်းရေချမ်းစီမီတွေကတ်လူပူဇော်ပြီးဖျားရှိခိုးဖျားပင်ပြီး